မိန်းကလေးတစ်ယောက်ဟာမွေးဖွားစဉ်ကတည်းကမျက်မမြင်ဖြစ်ပြီးစကားလည်းမပြောနိုင်ခဲ့ပါဘူး။ဗိုက်စာလာတဲ့အခါမှာတော့မှုတက်နေတဲ့မုံချောက်ကိုပဲစားပြီးအသက်ရှင်နေရခဲ့ပါတယ်။တနေ့မှာတော့အခန်းထဲကိုစစ်လိပ်နဲ့တစ်ခုဝင်လာတာကိုသူမခံစားလိုက်ရတဲ့အတွက်မိခင်ပြန်လာပြီလို့သူမထင်သွားခဲ့ပါတယ်။စပွဲအောက်ကနေတွားထွက်လာပြီးမြေပြင်ပေါ်ကိုစမ်းတဝါးဝါနဲ့လမ်းရှာကအနားမှာရက်နေသူကိုလက်လန်းပြီးနှုတ်ဆက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမဖက်လိုက်တဲ့အခါခက်ထန်တဲ့မုတ်စိတ်တစ်ခုကိုလက်နဲ့ထိတွေ့မိလိုက်တဲ့အတွက်ကြောက်လန့်သွားပြီးချက်ချင်းစပွဲအောက်ကိုပြန်ဝင်ပြီးပုန်းနေခဲ့ပါတယ်။အဲ့ဒီအမျိုးသားကမျက်ရည်တွေပြည့်နေပြီးအဲ့ဒီနေရာမှာပဲရှိနေခဲ့ပါတယ်။သူကနူးညံ့စွာနဲ့ငါကမင်းဖေပါလို့ပြောပြီးအဲ့ဒီအိမ်မှာပဲနေထိုင်လာခဲ့ပါတယ်။မိန်းကလေးကသူဘသူလဲပါကြောင့်လာခဲ့လဲဆိုတာနားမလည်နိုင်ခဲ့ပါဘူး။အစပိုင်းမှာတော့သူ့ရဲ့ခြေလမ်းတန်းကိုသာမှတ်မိနိုင်ခဲ့ပြီးသူနဲ့ခတ်ခွာနေပါတယ်။တနေ့မှာအစားအစာနဲ့တစ်ခုခံစားလိုက်ရပြီးအဲ့ဒါကသူမအကြိုက်ဆုံးပဲခောက်ဆွဲဖြစ်တာကိုချက်ချင်းသိလိုက်ပါတယ်။ဒါပေမဲ့မိခင်ကမသိတဲ့လူစီကမစားရဘူးလို့ပြောထားတာကိုသတိရလာခဲ့ပါတယ်။ဒါကြောင့်သူမရဲ့မှုတက်မှုကိုပြန်ရှာလိုက်တော့မတွေ့တော့ပါဘူး။အမျိုးသားကခောက်ဆွဲခွက်ကိုပေးလိုက်ချိန်မှာသူမလန့်သွားပြီးကျသွားအောင်ပစ်ချလိုက်ကစားပွဲအောက်ကိုပြန်ပြေးဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမမှုတက်နေတဲ့မှုအားလုံးကိုအမျိုးသားကပစ်ချပြီးသူမအတွက်လက်ဆက်တဲ့အစားအစာတစ်တွေယူလာခဲ့တာကိုနားလည်လာခဲ့ပါတယ်။အဲ့ဒီလူကသူမကိုနာကျင်အောင်မလုပ်ဘူးဆိုတာဖြည်းဖြည်းချင်းသူမနားလည်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အနားပုံမူကတ်လာပြီးသူပြင်ဆင်ပေးတဲ့အစားအသောက်တွေကိုစားတက်လာခဲ့ပါတယ်။အချိန်ကြာလာတာနဲ့သူ့ကိုချစ်ခင်တွေလာခဲ့ပါတယ်။ညဘက်တွေမှာတော့တိတ်တိတ်လေးတွားပြီးသူ့ဘေးမှာအိတ်တက်လာခဲ့ပါတယ်။မိခင်ကိုတတိယပြီးမျက်ရည်ကျသွားတဲ့ညများလည်းရှိခဲ့ပါတယ်။ရက်အနှဲငယ်အကြာမှာသူမနေမကောင်းဖြစ်သွားခဲ့ပါတယ်။အမျိုးသားကတတိထားမိလိုက်ချိန်မှာဆေးရုံသို့အမြန်ခေါ်သွားပြီးတညလုံးမအိပ်ပဲစောင့်ရှောက်ခဲ့ပါတယ်။ကျန်းမာလာပြီးနောက်မှာတင်ကြားရေးပစ္စည်းများဝယ်ပေးခဲ့ပါတယ်။သူမလက်ကိုကင်ပြီးလက်ဖွားပေါ်မှာအခရာတွေဆွဲရေးပြပြီးတင်ပေးခဲ့ပါတယ်။စာတလုံးမှန်ကန်စွာတင်ယူနိုင်တိုင်းသူမခေါင်းပေါ်ကိုနူးညံ့စွာလက်တင်ပေးတတ်ခဲ့ပါတယ်။မကြာမီမှာပဲစကလုံးများစွာတင်ယူနိုင်လာခဲ့ပါတယ်။တနေ့မှာတော့သူမကသူ့လက်ဖွားပေါ်မှာကျေးဇူးတင်ပါတယ်လို့စာတစ်ကြောင်းရေးပြခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကကြမခံခဲ့ပါဘူး။တနေ့မှာလူတွေလာပြီးမိခင်ရဲ့အကျွေးများမဆက်ရသေးတဲ့အတွက်အိမ်ကိုပိတ်သိမ်းမယ်လို့ပြောခဲ့ပါတယ်။အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်အမျိုးသားကသူမကိုမိဘမဲ့ကေဟာတို့ခေါ်သွားခဲ့ပါတယ်။မိန်းကလေးရဲ့နှလုံးသားဟာအလွန်နာကျင်နေခဲ့ပါတယ်။မထွက်ခွာမီမှာအမျိုးသားကသူမလက်ထဲမုတ်တစိတ်ထည့်ပေးခဲ့ပါတယ်။ခဏအကြာမှာသူမယုံကြည်အားထားနေတဲ့အနံ့ဟာအဝေးကိုရွှေ့သွားနေတယ်လို့ခံစားလိုက်ရပါတယ်။လန့်သွားပြီးရှေ့ကိုလှမ်းသွားရမှာမှန်တကားကိုထိမိသွားခဲ့ပါတယ်။အခြားဖက်မှာသူရက်နေချောင်းတိနေခဲ့ပြီးမခွဲခွာခြင်းတဲ့အတွက်မှန်ကိုလက်နဲ့ထုပြီးမျက်ရည်များစီးကျလာခဲ့ပါတယ်။နောက်တစ်ခါတကားဖွင့်သွားပြီးအမျိုးသားကသူမရဲ့မျက်ရည်တွေကိုတုပ်ပေးခဲ့ပါတယ်။သူ့လက်ကိုကင်ထားပြီးသူမကလက်ဖွားပေါ်မှာဖေဖေလို့စာတလုံးရေးပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားရဲ့မျက်လုံးများမှာမျက်ရည်ပြည့်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘာပဲဖြစ်လာသူမကိုဘယ်တော့မှတယောက်တည်းမထားတော့ဘူးလို့ကတိပေးခဲ့ပါတယ်။